ကျောင်းကနာမည်ကြီးမင်းသားလေးရဲ့အာယုံဆိုင်မှုကိုရချင်လို့မိန်းကလေးတန်းဖော်တယောက်ကတတိုင်းကိုတမင်တက်ကြော်တက်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်လွယ်အိတ်တစ်လုံးနောက်ကျောလာရိုက်ပြီးသူမပြုတ်ကျသွားပါတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ကောင်မလေးတစ်ယောက်တတိုင်းပေါ်တက်လာခဲ့တယ်ကောင်လေးကတော့အဲ့ဒီကောင်မလေးကိုလည်းသူ့ကိုကြိုက်နေတဲ့အထက်ကတယောက်လိုပဲထင်လိုက်ပါတယ်ဒါပေမဲ့ကောင်မလေးရဲ့ချုံမောလှပတဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့အခါမှာတော့မြင်ချင်းပဲချစ်မိသွားခဲ့တယ်ကောင်မလေးကတတိုင်းပေါ်ကနေခုန်ဆင်းပြီးလွယ်အိတ်ကိုကောက်ကထွက်သွားခဲ့တယ်ကောင်လေးကစောစောကအတန်းဖော်မလေးကိုအဲ့ဒီကောင်မလေးနာမည်ဘယ်သူလဲလို့မေးလိုက်တယ်နာမည်သိရပြီးတဲ့နောက်မှာတော့ကောင်လေးကစာသင်ခန်းအထိလိုက်သွားခဲ့တယ်အဲ့ဒီတော့မှအဲ့ဒီကောင်မလေးကသူ့အတန်းထဲကပဲဆိုတာသိလိုက်ရတယ်ဒါနဲ့သူလည်းအတန်းထဲကကောင်မလေးရဲ့အနောက်ခုံမှာဝင်ထိုင်လိုက်တယ်အဲ့ဒီအချိန်မှာကောင်မလေးကသူ့စာအုပ်ထဲမှာရေးစားစာတစ်စောင်တွေ့သွားပြီးမဲ့ချက်ချင်းပဲဆုတ်ခဲပစ်လိုက်တယ်တငယ်ချင်းဖြစ်သူကိုတောင်သူကစာလုပ်ဖို့ပဲအာယုံစိုက်ချင်ပြီးရေးစားထားဖို့စိတ်ကူးမရှိဘူးလို့ပြောလိုက်တယ်ဒါကိုကြားတော့ကောင်လေးခါများနည်းနည်းစိတ်မကောင်းဖြစ်သွားရှာတယ်စာတင်ချိန်တွင်းမှာကောင်မလေးရဲ့တငယ်ချင်းကသူကြိုက်တဲ့ကာတွန်းစာအုပ်ကိုလာပြပါတယ်ကာတွန်းထဲကမင်းသမီးကသူနဲ့တူတယ်လို့တငယ်ချင်းကပြောနေတော့ကောင်လေးရဲ့တငယ်ချင်းကလည်းအဲ့ဒီကာတွန်းစာအုပ်ကိုမြင်ပြီးကောင်လေးကဇက်လိုက်မင်းသားနဲ့တူတယ်လို့ပြောပြန်ပါလေရောဒါကိုကြားတော့ကောင်မလေးကစိတ်တူပြီးစာအုပ်ကိုပိတ်ချလိုက်ကစာလုပ်ဖို့ပဲအာယုံစိုက်ဖို့တငယ်ချင်းကိုတတိပေးလိုက်တယ်အတန်းထဲမှာကောင်လေးကသူ့ကလာထိုင်နောက်မိပေါ်လက်တင်ထားတာကိုကောင်မလေးတတိထားမိသွားတယ်သူကကောင်လေးရဲ့လက်ကိုချက်ချင်းပုတ်ထုတ်လိုက်ပြီးအလိုမကျတဲ့အကြည့်နဲ့ကြည့်ကဘာမပြောညာမပြောထွက်သွားခဲ့တယ်ကောင်လေးလည်းအံ့ဩသွားတယ်ဒါကသူပထမဆုံးအကြိမ်ဖြစ်ညှင်းပယ်ခံရခြင်းမှာအဲ့ဒီနေ့မှာပဲကောင်မလေးကသူ့တငယ်ချင်းနဲ့ရန်ဖြစ်ခဲ့ကြတယ်တငယ်ချင်းကိုပြန်ချော့ပေးခြင်းလို့အတန်းထဲမှာစောင့်နေဖို့လှမ်းပြီးစာပို့လိုက်တယ်ပြီးတော့သူကကာတွန်းထဲကမင်းသမီးပုံစံအတိုင်းစပင်ကိုပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့အတန်းထဲကိုပြေးဝင်သွားတဲ့အချိန်မှာကောင်လေးတယောက်တည်းပဲရှိနေခဲ့တယ်ပြင်ဆင်ထားတဲ့ကောင်မလေးကိုမြင်တော့ကောင်လေးခမညာချက်ချင်းပဲကြွေးစင်းသွားတော့တာပါပဲသူကောင်မလေးနာကိုရှောက်သွားလိုက်ပြီးကောင်မလေးကလည်းသူ့ရဲ့စပင်ပုံစံအစ်ကိုပထမဆုံးမြင်တဲ့သူကကောင်လေးဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့တာမို့ပြာရခတ်သွားပါတယ်ကောင်လေးကတော့သူ့အတွက်ပြင်ဆင်လာတယ်လို့ထင်ပြီးမျက်နှာနာအထိတိုးကပ်သွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့တငယ်ချင်းကပြေးဝင်လာတာကြောင့်ကောင်မလေးကသူ့ကိုချက်ချင်းတွန်းထုတ်လိုက်ပါတယ်တငယ်ချင်းမလေးကစပင်ပုံစံအစ်ကိုမြင်တော့သဘောကျပြီးပါးတွေကိုတန်းတော့တာပဲသူတို့နှစ်ယောက်ဘလောက်ရင်းနှီးလဲဆိုတာမြင်လိုက်ရတော့ကောင်လေးကတငယ်ချင်းမလေးကိုအရန်တဝင်လို့သွားပြီးစိတ်တူကအတန်းထဲကနေထွက်သွားခဲ့တယ်အခန်းပြင်ရောက်ချင်းမှာပဲသူ့တငယ်ချင်းကပြေးဝင်လာပါတယ်အံ့ဩစရာကောင်းတာကသူ့တငယ်ချင်းကသူနဲ့ကောင်မလေးအတူရှိနေတဲ့ပုံကိုခိုးရိုက်ထားတာပါပဲသူကတပ်ပုံကိုချက်ချင်းသိမ်းလိုက်ပြီးငါစီမှာသူမပုံဆဲပုံပြည့်သွားရင်ဖွင့်ပြောတော့မယ်လို့တငယ်ချင်းကိုပြောလိုက်ပါတယ်ဒါပေမဲ့ပြောလို့မှမပြီးသေးဘူးတိတ်မကြခင်မှာပဲကောင်မလေးရဲ့တငယ်ချင်းကကောင်မလေးပုံတွေကိုဂရုရှက်ထဲမှာပို့လိုက်မိပါတယ်ဒါနဲ့ချက်ချင်းပဲကောင်လေးစီမှာကောင်မလေးရဲ့ပုံဆဲပုံပြည့်သွားပါတော့တယ်